အင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့ဆိုရင်တောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာတည့်ရဲ့ရှောင်းတခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုရင်ပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟုတ်လားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမြည်တာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလှုပ်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့လဲဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်ဒီကနေ့မှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်းတဲ့ခင်သူဟာပြိတ္တာဘုံရောက်သွားရောက်သွားတဲ့အခါမှာတခါတရံသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်ဘူးလေရုတ်တရက်အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေတယ်လို့မသိတော့တချို့လဲကိုယ့်ကိုယ်အရင်လူလိုထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းနေသူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါပိဋကလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါဖြစ်နေပြီဆိုတဲ့အခါသူ့ကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြမကြအမြတ်တမ်းတွေပေးဝေပေးခြင်းအားဖြင့်သူဟာတာရုခေါ်လိုက်လို့ကိုယ်အစားလှူပြီးတော့အမြတ်ဝေလိုက်လို့ရှိရင်သူ့မှာဝတ်ဆရာအဝတ်တွေရသွားတယ်